ညတညရဲ့အမောင်တူတွေထဲမှာချယ်ရီအပြည့်နဲ့လင်းလက်တောက်ပနေတဲ့ကောင်းကင်ကိုတင်ငေးကြည့်ဘူးလားအချိန်ဆိုတာဘယ်တော့မှမရနာပဲနဲ့လက်ပတ်နေတယ်ဆိုတာကိုအားလုံးပဲသိကြမှာပါဒါပေမဲ့အချိန်အစ်စ်တစ်ခုစတင်လာတယ်ဆိုတာဘလို့သိခဲ့ကြတာလဲဘသူတွေကဖန်တီးခဲ့ကြတာလဲနိုင်ငံအသီးသီးမှာဘလို့ထူးခြားတဲ့ယဉ်ကျေးမှုတွေပေါ်ထွက်လာရတာလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ကဘာဦးကနေယနေ့အထိနှစ်တစ်ကူရဲ့လိုအပ်ချက်တွေကိုရှာဖွေဖို့ရှေ့ခေတ်ကဘာကိုခရီးလေးအတူတူထွက်လိုက်ကြရအောင်နော်နှစ်တကူပဲကစလဲလို့မေးရင်လူတော်တော်များများကပြက်ကလေးကစတယ်နိုင်ငံတော်တော်များများကစတယ်လို့ပဲလွယ်လင့်တကူပြောကြမှာပါနှစ်တကူစတင်ပေါ်ပေါက်လာတာကိုသိကြလူရှိသလိုမသိကြတဲ့လူတွေလည်းရှိပါတယ်စတင်ခဲ့တဲ့နေရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်လောက်ကရှေးဟောင်းဘေဘီလုံမဆိုပိုတေးမီးယားဒေသကနေစတင်ခဲ့တာပါသူတို့နေထိုင်ရာဒေသကလည်းမြင့်နှစ်သွယ်အကြားမှာတရှိပြီးတော့မြေရောစာအင်မတန်ကောင်းတဲ့ဒေသတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီဒေသဟာစိုက်ပျိုးရေးကိုအခြေခံတဲ့ဒေသဖြစ်တာကြောင့်ຫນွေဥပါလာမြင့်ရှမ်းပြီးတော့ကောက်ပဲတည်နယ်တွေစတင်စိုက်ပျိုးတဲ့အချိန်မှာနှစ်သေးလို့အမည်မဲ့ခဲ့ကြပြီးတော့ຫນွေဥပါလာမတ်လကုန်ပိုင်းမှာတော့သူတို့ရဲ့နှစ်တကူပွဲတော့အခီတုဆိုတာကိုပျော်ရွှင်ရင်နဲ့10ရက်တိုင်တိုင်ကျင်းပခဲ့ကြပါတယ်အဲ့ဒီလိုနဲ့ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးနောက်အနောက်ဘက်မှာအင်အားကြီးမားတဲ့အင်ပါယာတစ်ခုထွန်းကားလာခဲ့ပါတယ်။အဲ့ဒါကတော့ရောမအင်ပါယာဆိုတဲ့မြို့ကြီးတစ်မြို့ပါပဲ။ BC 46ခုနှစ်မှာရောမမြို့ရဲ့စစ်သေးနာပတိချုပ်ဂျူလီယက်စီဇာကတည်တတ်မှုမရှိတဲ့သူတို့ရဲ့ပြက်ကလေးကိုပြုပြင်မှုဆုံးဖြတ်လိုက်ပါတော့တယ်။သူ့ရဲ့ပြက်ကလေးအစ်စ်မှာတော့နှစ်တစ်ကို January 1ရက်နေ့ဆိုပြီးတော့သတ်မှတ်ခဲ့ကြပါတယ်။ January ဆိုတာက Janus လို့ခေါ်တဲ့နာမည်မှာမျက်နှာနှစ်ဖက်ရှိပြီးတော့တစ်ဖက်ကအတိတ်ကိုကြည့်နေတဲ့အနေအထားဖြစ်ပြီးတခြားတစ်ဖက်မှာတော့အနာဂတ်ကိုမျှော်ကြည့်နေတဲ့အနေအထားပုံစံရေးပါ။ဘာလဲဆိုတော့အတိတ်ကဖြစ်ရတွေကိုသင်ခန်းစာယူပြီးတော့အနာဂတ်ကိုအကောင်းဆုံးစတင်မှုသတိပေးထားတာလေးပါ။အဲဒီနောက်နှစ်ပေါင်းအတော်အတန်ကြာ1582ခုနှစ်မှာတော့ပုပ်ရဟန်းမင်းကြီးဂရိဂေါရီကဂျူလီယက်စီဇာရဲ့ပြက်ကလေးကိုပြန်လည်ပြုပြင်မှုပြုလုပ်ခဲ့ပြီးတော့အဲဒီပြက်ကလေးကိုလည်းဂရိဂေါရီယန်လို့သမုတ်ခဲ့ကြပါတယ်။အဲ့ဒီဥရောပနိုင်ငံကနေအစားပြုပြီးတော့ကမ္ဘာတဝန်းလုံးကိုပြန့်နှံ့သွားခဲ့ရမှာဇန်နဝါရီ1ရက်မရောက်ခင်ဒီဇင်ဘာ31ရက်နေ့ရောက်တိုင်းမှာကမ္ဘာနိုင်ငံအသီးသီးကနှစ်ဟောင်းကိုအကောင်းဆုံးအဆုံးသတ်ပြီးတော့နှစ်တစ်ကိုအားရင်အသစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်စတင်ခဲ့ကြတာပါ။အဲ့ဒီထဲမှာအထင်ကြီးအဖြစ်တဲ့ကြိုးစုံမှုပေါင်းများစွာလည်းရှိခဲ့ကြပါတယ်။အဲ့ဒီနိုင်ငံတွေကတော့နံပါတ်1စပိန်နိုင်ငံစပိန်လူမျိုးတွေဟာတကောင်ရံ12နာရီထိုးတဲ့အချိန်မှာတစ်ချက်ထိုးတိုင်းစပီးသီးတစ်လုံးစီစားကြပါတယ်စုစုပေါင်း12လုံးဟာနှစ်သစ်မှာရောက်ရှိလာမဲ့12လလုံးအတွက်ကံကောင်းခြင်းတွေယူဆောင်လာမယ်လို့လက်ခံထားကြလို့ပါပဲနံပါတ်2ဒိမတ်နိုင်ငံမှာတော့နှစ်သစ်ကူညမှာမိမိတို့ချစ်ခင်ရတဲ့တငယ်ချင်းတွေအင်းနီနာချင်းတွေရဲ့အင်ရှိတကားဝမှာပကံခွက်ရောက်အဟောင်းတွေကိုရိုက်ခွဲကြတာပါအင်ရှိမှာပကံတွေများလေလေအဲ့ဒီအင်ရှင်ဟာမိတ်ဆွေပေါ်ပြီးတော့လာမယ့်နှစ်မှာကံကောင်းနေလေလို့သတ်မှတ်ကြပါတယ်နံပါတ်3ဂျပန်နိုင်ငံမှာတော့ဖျားเจ้าနေတဲ့သကောင်ရဲ့အချိန်မှာခေါင်းလုံး108ချိန်ထိုးကြပါတယ်။ဒါဟာလူသားတွေမှာရှိတဲ့ကိလေသာ108ပါးကိုစိတ်ကြောတန့်စင်ပြီးတော့စိတ်တစ်လူတင်နဲ့နှစ်တစ်ကိုကူးပြောင်းခြင်းလို့အတိအမှတ်ပြုပါတယ်။နံပါတ်4ဘရာဇီးနိုင်ငံမှာတော့နှစ်တစ်ကူးညမှာအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ပြီးတော့ကမ်းခြေကိုသွားကြပြီးသကောင်ရဲ့အချိန်မှာပင်လယ်တိုင်း9ခုကိုခုံကျော်ရင်းနဲ့လိုရာဆူတောင်းကြပါတယ်။တိုင်းတစ်ခုစီအတွက်ဆူတောင်းတစ်ခုစီလိုရာတောင်းဆိုမှုပြုလုပ်ကြတယ်လို့သိရပါတယ်။နံပါတ်5ကိုလံဘီယာလူမျိုးတွေဟာခီးသွားရတာကိုအင်မတန်နှိမ့်သက်ကြပြီးတော့ခီးအများကြီးသွားရဖို့အတွက်ဆူတောင်းပြီးတော့အိတ်အလွတ်တစ်လုံးကိုဆွဲပြီးမိမိတို့ရဲ့အိမ်ဘက်လည်းဒါမှမဟုတ်လို့ရှိရင်လမ်းတွေထဲမှာပတ်ပြီးတော့ပြေးလေးရှိတယ်လို့လည်းဆိုပါတယ်။နံပါတ်6အီတလီနိုင်ငံအီတလီလူမျိုးတွေဟာနှစ်သက်မှာကံကောင်းပြီးတော့အချစ်ရေးကံကောင်းစေဖို့အတွက်အတွင်းငယ်အနီရောင်ကိုဝတ်ဆင်တဲ့ဒလေးရှိတယ်လို့ဆိုပါတယ်နံပါတ်9တောင်အာဖရိကဘက်မှာတော့အဟောင်းတွေကိုဆွမြစ်တဲ့အထိမ်းအမှတ်အဖြစ်ပရိဘောကအဟောင်းတွေဖြစ်တဲ့ကလထိုင်းနဲ့စပွဲတွေကိုလွတ်ပစ်တဲ့ဒလေးတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။ဖေဖီလုံကနေရောမအထိတမိုင်းအဆက်ဆက်ပြောင်းလဲခဲ့သလိုအချိန်ကြီးကလည်းရက်တက်မနေပဲအမြဲပြောင်းလဲနေပါတယ်။ကျန်တဲ့နမင်းရဲ့မျက်နှာနှစ်ဖက်လိုပဲအတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးတော့ကောင်းမွန်တဲ့အနာဂတ်နေ့သစ်တွေကိုဖန်တီးနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲနှစ်သစ်ကိုအကောင်းဆုံးကြိုးဆိုနိုင်ပါစေကြောင်းတောင်းဆိုပြုလိုက်ပါတယ်။နောက်များမှာလည်းအခုလိုမျိုးဘူးတုဒရစရာအဖြစ်အပျက်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့အမြဲမပြတ်သေးလာရအောင်ဒိုဒီလေးနှိပ်ခဲ့ဖို့ပြောရင်းနဲ့အဆုံးသတ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။